မိတ်ဆွေဈေးမကြီးတဲ့အစားအစာတစ်ခုကအလေးချိန်တူချင်းရှင်ကြည့်တဲ့အချိန်မှာဆယ်လမွန်ငါးတက်နှလုံးနဲ့အုံနောက်အတွက်ကောင်းမွန်စေတဲ့ Omega 3 8 ဆပါမယ်။နွားနို့တဲ့အယိုးနဲ့အဆစ်ကိုတန်မာစေတဲ့ Calcium ဓာတ်9ဆပါမယ်။ကွေကာအုပ်တဲ့အစာချေဝိတ်ချစေတဲ့ Fiber ဓာတ်3ဆပါမယ်။ဟင်းနုနွယ်ဓာတ်သွေးအားကောင်းစေတဲ့တန်ဓာတ်3ဆပါမယ်။နောက်ပြီးတော့အိုမင်းရင့်ရော်မှုတွေကိုတားဆီးပေးတဲ့ Antioxidant တွေ Blueberry နဲ့အတူတူပဲရှိတယ်ဆိုရင်မိတ်ဆွေမစားဘဲနဲ့နေမလားဒီလိုမျိုးအာဟာရဓာတ်မျိုးစုံပါဝင်ပြီးတော့ကဘာပေါ်မှာကျန်းမာရေးအတွက်အကောင်းဆုံးလို့သတ်မှတ်လို့ရတဲ့တစ်ခုတည်းသောအစားအစာကတော့ချီယာဆေးပဲဖြစ်ပါတယ်။ချီယာဆေးကအရွယ်အစားသေးသေးလေးဆိုပေမဲ့သူ့မှာပါတဲ့အာဟာရဓာတ်တွေကတော့တကယ့်ကိုအမကန်းပါပဲ။ရှေးခေအက်စတက်နဲ့မာယာလူမျိုးတွေကလည်းခွန်အားနဲ့စွမ်းအင်အတွက်အဓိကအားထားပြီးစားသုံးခဲ့ရတဲ့ကမ္ဘာအာဟာရအပြည့်စုံအစားအစာတွေကတစ်ခုပဲဖြစ်ပါတယ်။ချီယာဆေးတောင်စစပွဲတင်စွန်း2စွန်းခန့်မှာပါတဲ့အာဟာရဓာတ်တွေကတော့အမြင့်ဓာတ်17 gram တနေ့တာလိုအပ်ချက်ရဲ့39ရာခိုင်နှုန်းပရိုတင်းအသားဓာတ်4 gram အိုမီဂါ3 5 gram နဲ့ကယ်လ်ဆီယမ်ဓာတ်တနေ့တာလိုအပ်ချက်ရဲ့18ရာခိုင်နှုန်းမဂနီဆီယမ်တနေ့တာလိုအပ်ချက်ရဲ့30ရာခိုင်နှုန်းပါဝင်ပါတယ်ချီယာဆေးဟာဝိတ်ချနေသူတွေနဲ့အစာချေစနစ်အတွက်အထူးကောင်းမွန်စေပါတယ်ဒီအဆေးဟာရေဓာတ်ကိုစုပ်ယူမှုမြင်မာပြီးတော့ဂျယ်လိုမျိုးအနှစ်ဖြစ်သွားပါတယ်အမြင့်ဓာတ်အလွန်ကျွယ်ဝတာကြောင့်စားလိုက်တဲ့အခါမှာဗိုက်ပြည့်အစာခံစေပြီးတော့ခဏခဏအစာစားခြင်းစိတ်ကိုလျှော့ချပေးလို့ဝိတ်ချဖို့အတွက်အကောင်းဆုံးအဖော်မွန်ဖြစ်ပါတယ်ဒါအပြင်တင့်တရုံစားမယ်ဆိုရင်ဝမ်းချုပ်ခြင်းကိုလည်းတက်တာစေပါတယ်နောက်ပြီးတော့ချီယာဆေးဟာနှလုံးနဲ့အုံနောက်အတွက်ကောင်းမွန်စေတဲ့ Omega 3 fatty acid တွေကမ္ဘာပေါ်မှာအများဆုံးပါဝင်တဲ့အပင်ဓာတ်အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်သူကသွေးရင်းကမကောင်းတဲ့ကိုလက်စထရောတွေကိုလျှော့ချပေးပြီးသွေးတိုးကျစေလို့နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ပါစေပါတယ်။ချီယာဆေးမှာပါဝင်တဲ့အမြင့်နဲ့ drop ပေါင်းတွေကအစာစားပြီးနောက်သွေးရင်းတကြားတက်ရုတ်တရက်မြင့်တက်မလာပဲနှေးကွေးလာအောင်လှုပ်ဆောင်ပေးနိုင်ပါတယ်။ဒါကြောင့်အမျိုးအစားနဲ့စီးကြိုရောဂါရှိတဲ့သူတွေအတွက်လည်းအထူးသင့်လျော်ပါတယ်။သူ့မှာပါတဲ့ကယ်လ်ဆီယမ်မဂနီဆီယမ်နဲ့ဖော့စဖောရက်ဓာတ်တွေကလည်းနှုတ်ထွက်ပစ္စည်းမတောက်သုံးနိုင်တဲ့လူတွေဒါမှမဟုတ်တက်တက်လွတ်စားတဲ့သူတွေအတွက်အယိုးပွားယောဂမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အကောင်းဆုံးအရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်။အိုမင်းချင်းရော်မှုကိုဖြစ်စေတဲ့ခန္ဓာကိုယ်ရဲ့ free radical တွေကိုလည်းတိုက်ဖြတ်ပေးတဲ့ antioxidant တွေကျွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်အသားရည်ကိုကြည်လင်စေပြီးတော့ကင်ဆာရောဂါတချို့ကိုလည်းကာကွယ်ပေးပါသေးတယ်။ချီယာဆေးကိုတစ်နေ့ကိုစပွဲတင်စွန်းတစ်စွန်းကနေ2စွန်းခန့်အထိပဲစားပေးဖို့လိုအပ်ပါတယ်။အမြင့်ဓာတ်တွေအများကြီးပါဝင်တာဖြစ်တဲ့အတွက်တခါတည်းအများကြီးစားတဲ့အခါမှာဗိုက်ပွားလီပွားတော့ဖြစ်တတ်ပါတယ်။အချင်းချုပ်ပြီးတော့ပြောရလို့ရှိရင်တော့ချီယာဆေးဟာတကယ့်ကိုစူပါဖူးတစ်မျိုးဖြစ်ပြီးတော့နေ့စဉ်အစားအသောက်ပုံစံထဲမှာထည့်သွင်းစားသောက်ပေးမယ်ဆိုရင်တော့ရေရှည်မှာကျန်းမာရေးကောင်းကျိုးတွေကိုတိတိတတ်တာမြင်တွေ့လာရမှာပဲဖြစ်ပါတယ်။ဒီအစစ်ကိုဒိန်ညင်ကွေကာအုပ်တွေထဲမှာထည့်ပြီးတော့ဖြစ်အသီးဖြော်ရည်ထဲမှာပဲဖြစ်ထည့်ပြီးတော့စားသုံးပေးလို့ရပါတယ်။အရေးကြီးဆုံးအချက်တစ်ခုကတော့ချီယာဆေးကိုဘယ်တော့မှဒီတိုင်းသွားပြီးမျိုးမချပါနဲ့။သူကရေဓာတ်ကိုအင်မတန်ဆုပ်ယူနိုင်တာဖြစ်တဲ့အတွက်လေချောင်းထဲမှာတစ်ဆို့ပြီးတော့အသက်ရှူကျက်စေမှာပဲဖြစ်ပါတယ်။ In the Wall လေး channel ရဲ့ပရိသတ်ကြီးရောချီယာဆေးကိုစားဘူးကြလားဒီနေရာမှာတခုထည့်ပြောချင်တာကချီယာဆေးကကျွန်တော်တို့မြန်မာတွေတောက်နေတဲ့ပင်မွားဆေးနဲ့မတူပါဘူးချီယာဆေးကဆာဗီယာဆိုတဲ့အပင်ကနေရတာဖြစ်ပြီးတော့သူ့ရဲ့မူရင်းဒေတာကဗဟိုအမေရိကမက္ကဆီကိုဒေတာကပဲဖြစ်ပါတယ်ပင်မွားဆေးကတော့ကျွန်တော်တို့မြန်မာတွေဟင်းခတ်အမွေးကြိုင်ဖြစ်အသုံးများတဲ့ပင်စိမ့်ပင်မျိုးနွယ်စုဖြစ်တဲ့ sweet basil ဆိုတဲ့အပင်ကနေပြီးတော့ရတဲ့အဆေးပဲဖြစ်ပါတယ်သူတို့အဆေး2မျိုးရဲ့အာဟာရတန်ဖိုးကလည်းဘာမှမဆိုင်အောင်ကွာပါတယ်ပင်မွားဆေးကတော့အာဟာရဓာတ်နည်းနည်းပဲပါပြီးတော့ချီယာဆေးကတော့တကယ့်ကိုစူပါဖူးအကျန်းစားကြီးပဲဖြစ်ပါတယ်